တက်ချုပ်ကြီးလာပကားတွေကိုရောင်းနေချိန်မှာအကြမ်းမဲ့အုပ်စုတွေကရှော့တိုက်လုံးနဲ့ပြလို့တက်ချုပ်ကြီးထိမှန်သွားတယ်လို့ဒဏ်ရာရသွားတယ်လို့ဟိုဘက်အုပ်စုတွေကတောက်လျှောက်ရေးနေကြတယ်ဗျာရေးနေပွက်လို့ရိုက်နေပဲကျွန်တော်လည်းဗျာဟိုရွေးကောက်ဝင်နေရကျွန်တော်လည်းမန်းလေးမှာရှိတယ်ကျွန်တော်အိတ်ခဲ့တာလေလာပကားထဲမှာပဲကျွန်တော်အိတ်ခဲ့တာပဲလာပကားထဲမှာပဲကျွန်တော်အိတ်ခဲ့တယ်ကျွန်တော်မိုးကုတ်ကနေပြန်လာတယ်မိုးကုတ်ကနေလာပြီးတော့ကျွန်တော်အိမ်ထဲမှာမန်းလေးမှာအိတ်တယ်မန်းလေးမှာအိတ်ပြီးတော့မနက်ပိုင်းမှာကျွန်တော်တို့ဒါပြေးဦးနဲ့အနီးစကန်ကိုသွားတယ်အဲ့ဒီကနေရိုင်းနဲ့တခါကျွန်တော်မိုင်းရင်ကိုသွားတယ်အဲ့ဒီပြန်လာတယ်ပြန်လာပြီးတော့ကျွန်တော်တို့လာပခမှာအိတ်တယ်နောက်နေ့မနက်မှာကျွန်တော်တို့ဇန်နဝါရီလ25ရက်နေ့ရွေးကောက်ပွဲနေ့မှာဒါတက်ချုပ်ကြီးကမဲယုံနေလိုက်စစ်တယ်မဲဆန္ဒရှင်တွေတွေ့တယ်အဲ့ဒီမှာကျွန်တော်တောက်လျှောက်သတင်းယူတယ်ကျွန်တော်တို့ကတက်ချုပ်ကြီးအနီးနားမှာကျွန်တော်တောက်လျှောက်ရှိနေရပဲအဲ့မှာကျွန်တော် People Media ရဲ့ Telegram တွေ People Media ရဲ့ TikTok တွေမှာကျွန်တော်တောက်လျှောက်တင်နေတာပဲလေခင်ဗျားတို့လည်းတိကျပြန်စဉ်းစားကြည့်ပါလားတချို့ကကျွန်တော်တို့တက်ချုပ်ကြီးကိုချစ်တဲ့သူတွေပေါ့ကျွန်တော်တို့တက်ချုပ်ကြီးကိုချစ်တဲ့သူတွေကတော့သူတို့မှာတော့ဟိုဟုတ်သလားမဟုတ်သလားပေါ့ဗျာမေးတာပေါ့အဲ့မှာဗျာခင်ဗျားရိုးလေးပဲစဉ်းစားကြည့်လာပခဝန်တွေကိုပြစ်ခတ်လိုက်ပြီးတော့ထိမှန်တယ်လို့ခင်ဗျားအဲ့နန်းတို့ရဲ့ area ဘယ်လောက်ကျယ်လဲဘယ်လောက်ကျယ်လဲအခုခင်ဗျားထုတ်ပြန်တဲ့လူကမဟာမြတ်မှုတွေဖျားတော့ခင်ဗျားဖူးဖူးတဲ့လူတွေမျိုးခက်ကြီးတော့ထုတ်ပြန်လိုက်တာတို့တရင်ထုတ်ပြန်တာတို့ပြစ်ခတ်လိုက်တာတို့သူတို့တောက်လျှောက်ရေးတယ်အဲ့မှာသူတို့ရဲ့ထုတ်ပြန်မှုဘယ်လောက်မရိုးသားလဲဆိုတာကျွန်တော်တင်ပြမယ်အဲ့ဒီအောင်မတင်ပြခင်လက်ရှိမှာအကြမ်းဖက်အုပ်စုတွေဘယ်နာလောက်ကိုရောက်နေပြီလဲခင်ဗျားတို့မြင်ကြည့်လိုက်ရခိုင်တို့အခြေအနေကအဲ့ဒီအကြမ်းဖက်အုပ်စုတွေကကျွန်တော်တို့ဒီပသိမ်ကြီးနဲ့မရီယာရဲ့ဂျာအနီးကိုရောက်နေတယ်ပြီးရင်ကျွန်တော်တစ်ဖက်ဆိုမင်းကုန်းဘက်ဆိုရင်လည်းပဲကျွန်တော်အဲ့မှာရေးလဲတောင်တွေရှိတယ်အေယာဝီမြေအတွင်းထဲကရေးလဲတောင်တွေရှိတယ်ရေးလဲတောင်တွေကနေပြီးတော့ကျွန်တော်တို့30ပေလို့ပေါ့ပဲစသဖြင့်အဲ့ဒီကနေအရင်တော့လက်အဲ့ short right တုံးနေနဲ့ကျွန်တော်မန်လေးတော့ဖြစ်တယ်ဘယ်တော့မှမြန်ခင်ဗျလာပကတဲ့ဝင်တာရှိဘူးလို့လေဗျာလက်ရှိဆိုလည်းလက်ရှိခင်ဗျလက်ရှိဆိုလည်းတက်မတော့ကခင်ဗျအဲ့ဒီ area ပေါ့ကျွန်တော်တို့ဒီပသိမ်ကြီး area တွေရှင်းလိုက်တာမိုးကုတ်ရောက်သွားပြီတစ်ဖက်မှာလည်းအကြမ်းဖက်အုပ်စုတွေကဒီမင်းကုန်း area ပေါ့မင်းကုန်း area မှာရှိနေသေးတယ်ဒါပေမဲ့သူတို့အဲ့လောက်ထိအောင်ပြစ်ခတ်နိုင်လောက်တဲ့အနေကမရှိတော့ဘူးခင်ဗျဘယ်ကနေပြစ်မလဲအမိုးပေါ်ကြီးထောင်ပြစ်ပြီးတော့ပြစ်ခတ်လိုက်ပြီးတော့ခင်ဗျပြစ်တိုင်းထိမလားဗျာခင်ဗျစဉ်းစားကြည့်ပြစ်တိုင်းထိမလားဒီ short right တော့ခင်ဗျထိမှန်ဖို့ကရာခိုင်နှုန်းနည်းနည်းလေးပဲရှိတယ် short right တို့ရင်short right တို့ကကျွန်တော်တို့အားနေချက်ပေါ့ short right တို့ကသူကပြစ်ခတ်တိုင်းမှာပြစ်မှတ်ကိုတီးကြဖို့တော်တော်လေးခက်တယ်အဲ့ပြစ်မှတ်ကိုတီးကြဖို့အတွက်ကကျွန်တော်တို့အဲ့မှာသူရဲ့ဒေါက်စင်အပြင်ကျွန်တော်မြေအနေထားသူရဲ့ချိန်တာတွေခင်ဗျအများကြီးလို့ဘလို့မှမဖြစ်နိုင်တာခင်ဗျအဲ့မှာကျွန်တော်တို့ဒီ short right တုံးရဲ့အတိအကျမှန်ကန်မှုသူ့ရဲ့စွမ်းမကနဲ့ပတ်သက်ပြီးအဲ့မှာ Google မှာတောက်လျှောက်ရေးထားတယ်ဘလို့မှထိကြကြောင်းမရှိတာနောက်ဆုံးဗျာခင်ဗျားကလည်းရိုင်းပြောပါမယ်ဟိုနည်းနည်းအားလုံးနားလဲစကားပြောပါမယ်မကောင်းဘူးဒီလိုစကားပြောရတာကျန်တာရင်မစင်းသားနဲ့တက်ချုပ်ကြီးဘယ်နားမှာရှူရှူပေါက်လဲခင်ဗျားတို့ရအောင်ရှာဘယ်နေရာမှာရှူရှူပေါက်လဲရအောင်ရှာကဲခင်ဗျားရိုးလေးပဲစဉ်းစားကြည့်အဲ့မှာတို့ဘာအိုက်ထားလဲဆိုတော့ဗျာအဲ့အကြမ်းမဲ့အုပ်စုတွေကလာပကအတိုင်းနဲ့စစ်တာနာချုပ်လာပကတွင်တို့တရားကုံမရှော့လိုက်တုံးများပြစ်ခတ်ခြင်းတဲ့အဲ့မဲ့သူကထုတ်ပြန်တာ29ရက်တလ2026တဲ့လေးစားအပ်ပေါ်တော့တော်လန်ပြည်သူများခင်ဗျာတဲ့စသဖြင့်ပေါ့ဗျာ BWN အဖွဲ့ဤဦးဆောင်စီမံမှုဖြင့်ကျွန်တော်ဘသူပေါ့ဗျာသူတို့ PDF ဖွဲ့ဗျာ2ဖွဲ့လောက်3ဖွဲ့လောက်က2026ခုနှစ်ဇန်နဝါရီလ29ရက်နေ့နနက်4:30အချိန်ကမှာတဲ့သူတို့ဓာတက်ချုပ်ကြနန်းတွင်းနဲ့ရောက်တယ်ပေါ့အဲ့ဒီမှာသူတို့ကလပက area တွေကိုတဲ့ရှော့လိုက်တော့9လုံးနဲ့ပြစ်ခတ်ပလိုက်တယ်တဲ့3လုံးကအောင်ပြီးဆိုပြစ်ခတ်နိုင်ခဲ့တယ်တဲ့အောက်မှာသူတို့တပိုက်ထက်အိတ်ထားတယ်တက်ချုပ်ကြီးဒီမန္တလေးရှိအတူရောင်ရွေးကောက်ပွဲကျင်းပရမဲုံများစီတို့တွားရောက်ကြီးရှုရင်းအပြန်တွင်နဲ့အလဲပိုင်းတိုင်းစစ်တာနာဆိုလပကတွေခိတ္တတဲခုညောင်တရင်ရလို့သူတို့ပြစ်ပါတယ်တဲ့ညာတွင်ချင်းပြင်ဆင်ပြီးပြစ်ခတ်ရပါတယ်လို့သူရေးထားတယ်ညာတွင်ချင်းပြင်ဆင်ပြီးလို့ရေးထားတယ်ညာတွင်ချင်းသူတို့ပြစ်ခတ်ဖို့အတွက်ပြင်ဆင်ပြီးတော့ပြစ်ခတ်ခဲ့တယ်ပေါ့ဗျာအဲ့မှာတက်ချုပ်ကြီးကဒီမန္တလေးကိုသွားခဲ့တာကဇန်နဝါရီလ25ရက်မှာသွားခဲ့တာသူတို့ထုတ်ပြန်တာက29ရက်နေ့မှာသူတို့ပြစ်ခတ်တယ်ပေါ့အဲဂျားထဲမှာဗနေရဟာသွားပြီတဲ့ဗနေရဟာသွားပြီတခါကြောက်လေဗျာခင်ဗျအကြမ်းမဲ့အုပ်စုတွေရဲ့ဒီခင်ဗျသတင်းပေါ်ပြမှုကလေခင်ဗျအိမ်မက်ရရေးတာတို့ဒီစိတ်ကူးရေးဆန်းဆန်းရေးတာတို့တနည်းအားဖြင့်ဒီကောင်တွေကကလားကားတွေအကြီးများတယ်ပုံရပါတယ်ကလားကားတွေခင်ဗျကိုကြည့်တယ်မတစ်ချက်ကလာပြီးဆိုတော့ဝီကနေခင်ဗျလေးပေါ်ဝီဆိုရောက်သွားတာလေကားတိကျခင်ဗျတွန်းလိုက်တာနဲ့ကားတိကျတော့လေးပေါ်ဝီက9ပတ်10ပတ်လောက်လဲထွက်သွားတာအဲ့လိုလူတွေတနည်းအားဖြင့်ကျွန်တော်တို့ဒီပြည်တွင်းမှာဆိုခေတ်စားတာပေါ့ပေါ်ကားတွေပေါ့အဲ့လိုပဲဒီအုပ်စုတွေကပါတော့ကျွန်တော်တို့ပေါ်တိုးသတင်းတွေရေးနေတာဗျအချက်လက်တွေလည်းမပါဘူးပေါ်တိုးကောင်တွေအဲ့မှာကျွန်တော်တို့ဒီဂျေပိုင်တို့သိမလားဂျေပိုင်တို့ခစ်တစ်တို့
ပြီးရင်ပါလေ ARD တိုင်းတို့ ARD တဲ့အကုန်လုံးခင်ဗျငပေါ်တွေပဲကြက်မပြေတဲ့ကောင်တွေအဲ့ဘက်ကအုပ်စုတွေကခင်ဗျကြက်မပြေတဲ့ကောင်တွေပဲစီးတိလိုက်ရှိတာဟာရေးချင်တာရေးနေတာဗျာခင်ဗျရေးချင်တာရေးပြီးတော့ခင်ဗျသူတို့ကထောက်ကန်နေလို့ထောက်ကန်တာပဲဗျနံပါတ်1သူတို့ကိုယ်တိုင်ကနံပါတ်1ကပညာရေးချင်းမရှိဘူးနံပါတ်2ကဝမ်းစာမရှိဘူးတနည်းအားဖြင့်အသိပညာလည်းမရှိဘူးအတတ်ပညာလည်းမရှိဘူးနောက်ကဝေဘာပိုင်းခြားနိုင်တဲ့ကိုခံအားသူတို့မှမရှိဘူးအဲ့တော့ငါဒီသတင်းကြီးလေးကိုဒါကြီးဖြစ်နိုင်တယ်မဖြစ်နိုင်မသိဘူးရေးချလိုက်တာပဲရေးချလိုက်တာပဲဒါကြီးတော့သူတို့ငပိန်းတွေထောက်ခံမှာပေါ့ဗျာငပိန်းတွေထောက်ခံရင်သူတို့ပေးတွေဝင်ကြည့်မယ် YouTube တွေဝင်ကြည့်တယ်ဆိုရင်ကျွန်တော်တို့ပတ်စံရတယ်ပေါ့သူတို့အဲ့လိုပတ်စံမျှော်ကူတာဗျပတ်စံမျှော်ကူပြီးသူလုံနေကြတာပေါ့ဗျာတော်တော်လေးတော့ကျွန်တော်တို့ဟာသဆန်တယ်ပေါ့ဗျာတနည်းအားဖြင့်သူတို့ကဝမ်းစာလည်းမပြည့်ဘူးအဲ့တော့သူတို့ကိုထောက်ခံနေတဲ့အုပ်စုတွေကြည့်လိုက်အောင်မန္တလေးလာပခဧရိယာလို့ပြောလာပခဧရိယာဘယ်နှရှိမှလည်းမသိဘူးတနည်းအားဖြင့်အဲ့ဒီမှာရှိတဲ့ကျွန်တော်တို့မန္တလေးနန်းတွင်းပေါ့နန်းဆောင်တွေတော့သူတို့သွားပြီးလေးလာမှုတဲ့ဘဝကြီးလည်းမဟုတ်ဘူးတနည်းအားဖြင့်မဟာမြတ်မှုနေဖေးအားရောမဖူးဘူးတဲ့လူတွေတဘောကြီးပဲအဲ့မှာအဲ့လိုငပိန်းတွေစုပြုံထားတော့ဗျာတော်တော်လေးတော့ရည်စရာကောင်းတယ်ဗျတော်တော်လေးတော့ရည်စရာကောင်းတယ်သူတို့ကလည်းဗျာတက်ချုပ်ကြီးကခင်ဗျာဒီနိုင်ငံတော်ရဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နိုင်ငံရေးစစ်ရေးတန်တမန်ရေးပေါ့ဗျာရေးရာတွေကိုတက်ချုပ်ကြီးကလုပ်တဲ့အခါမှာအဲ့ဒီရလီမှာတရက်နေ့ကလေးတက်ချုပ်ကြီးပျောက်သွားပြီဆိုအမေသူတို့တွေကဟိုဟာဖြစ်တယ်ဒီဟာဖြစ်အမေစိတ်ကူးရင်စစနဲ့လုံးကြတာလုံးနေကြတာပဲခင်ဗျာကြည့်လိုက်ဒါတွေဒီတစ်ခုတည်းမဟုတ်ဘူးခင်ဗျာအဲ့ဒီရဲ့ရှေ့တွေမှာခင်ဗျာကြည့်လိုက်ဒီရဲ့ရှေ့တွေမှာသူတို့ဒီလိုပဲခင်ဗျာပြောနေကြတာပဲလေအုပ်လိုက်ကြီးပြီးတော့လည်းဘာဖြစ်လဲထွက်လာပြောလဲအင်းပြီးသွားပြန်တာပဲသူတို့ရဲ့သတင်းတွေကဘယ်လောက်ပဲခံလဲဆိုရင်ခင်ဗျာတမနက်ပဲခံတယ်တမနက်တို့တရက်အဲ့လောက်ပဲခံတယ်ပြီးရင်နောက်တဲ့ခင်ဗျားတို့လှိုင်းတစ်လုံးနဲ့လာပြီးတော့လုတ်ပြန်တာပဲဗျဒါနဲ့ပဲလဲထွက်နေတာဒါကြောင့်သူတို့ရဲ့သတင်းတွေကိုပြည်သူလူထုကမယုံတာလည်းမပြောနဲ့ဗျယုံကြည်စရာအချက်ကတစ်ချက်မှလည်းမတွေ့ဘူးခင်ဗျာဒီမှာသူတို့ရေးသားတာပဲကြည့်လိုက်ဒီစာထဲမှာပဲသူတို့ရဲ့ကျွန်တော်တို့မရေရာမသေးကြမှုတွေကအများကြီးပဲလေအဲ့မှာဗာလဲဆိုတော့ဟိုတက်ချုပ်ကြီးက29နှစ်တက်ချုပ်ကြီးအဲ့မှာရှိတယ်ပေါ့မဲစင်းမဲရုံတွေသွားစစ်ဆေးတယ်အဲ့တော့သူတို့ကတိလို့ပြစ်ရတယ်ညာတွင်းချင်းပြစ်ရတယ်အဲ့ဒီညကျွန်တော်တို့အဲ့မှာရှိတယ်ကျွန်တော်တို့ကိုယ်တိုင်အဲ့မှာရှိတယ်ကျွန်တော်တို့လဘခထဲမှာပဲကျွန်တော်အိတ်ခဲ့တာအိတ်ပြီးတော့ကျွန်တော်တို့မနက်ပိုင်းမှာတက်ချုပ်ကြီးရဲ့မဲရုံတွေသွားစစ်တဲ့ခေတ်မှာကျွန်တော်တို့ပါသွားတာကျွန်တော်လည်းဒီဟာတွေပြောသူကမပြောချင်ဘူးဗျဒီဟာတွေဘာလို့ဆိုရိုးလေးပဲစဉ်းစားကြည့်ဗျနိုင်ငံတော်ရဲ့နိုင်ငံအကြီးအကဲတယောက်ဗျနိုင်ငံအကြီးအကဲတယောက်ကိုခင်ဗျဒီလိုလုပ်လို့ရလို့လားဗျခင်ဗျရိုးလေးပဲစဉ်းစားကြည့်တိတ်ပြီးတော့ရည်စရာကောင်းတယ်ဗျပြီးရင်တိတ်ပြီးစိတ်ကူးရင်အဆန်ဆန်ကောင်းတယ်ဗျခင်ဗျားတို့အဲ့လောက်ထီအောင်ခင်ဗျားတို့လားဒီလိုမျိုးဟိုစိတ်ကူးရင်ဆန်ဆန်နေခင်ဗျားတို့ဟိုရေးနေပြောနေတာအဲ့လိုစိတ်ကူးရင်ဆန်ဆန်တိုင်းပဲခင်ဗျားတို့ဒေါ်အောင်ဆန်းစုကြည်ကိုခင်ဗျားတို့လုံးဝကိုပြောင်နီးနေတဲ့မြေရှိုးမိုးပြန်ပြီးဝင်ပြီးကဲလိုက်တာတို့ထောင်ထဲမှာရှိနေတဲ့ဥဝင်းမြင့်ကြီးကိုခင်ဗျားတို့ကိုပြောက်ကျွန်တော်တို့ပါတယ်မြေအောက်ကိုရှိုးပြီးတော့အမြေပေါ်တက်ပြီးတော့ခင်ဗျားသူ့ဟိုလားသူ့ကိုခင်ဗျားကဲထုတ်ပြီးတော့အမြင်းပေါ်တင်ပြီးတော့နေဆက်ကိုထွက်ပြေးတာတို့လှုပ်ကြည့်လိုက်ကြပါလားလှုပ်လိုက်ပါလားခင်ဗျာအဲ့ဒါမှလွယ်ဦးမယ်ခင်ဗျာတက်ချုပ်ကြီးသွားပြီးတော့ခင်ဗျာသွားပြီးတော့ဟိုလိုဖြစ်လိုက်ပါလေဖြစ်နိုင်ပါမလားရိုးလေးပဲစဉ်းစားကြည့်ဗျာခင်ဗျားတို့ရိုးလေးပဲစဉ်းစားကြည့်ဖြစ်နိုင်ပါမလားကဲနိုင်ငံတော်ရဲ့ကဲကျွန်တော်တို့အကြီးပါဝါမှာအကြီးဆုံးရှိတဲ့နေရာဗျာစစ်ဘက်ရက်ဘက်မှာကျွန်တော်တို့အကြီးဆုံးရှိတဲ့နေရာအဲ့ဒီလိုပုံကိုကြီးကိုခင်ဗျာဒီလိုလေးစိတ်ကူးရေးရှော့လိုက်တုံးနဲ့ဖြစ်တယ်ဟာခင်ဗျာသိကြီးရတာဗျာအဲ့ဒါမှမဟုတ်ပါဘူးခင်ဗျာသူတို့ရှေ့မှာလည်းသတင်းတွေရေးပါတယ်စစ်ကောင်စီတပ်သားတွေရှေ့နေရှော့လိုက်တုံးနဲ့ဘယ်နှလုံးပြည့်လူရောက်30တဲ့40တဲ့ဟာမသိပဲခင်ဗျာအလန်တိုင်းနဲ့ခင်ဗျာလည်းအဲ့မှာရှိတဲ့ခင်ဗျာဟိုတိုင်မှုတော့ပဲရှိတယ်ထင်တာသူတို့ရေးသားမှုတွေကခင်ဗျာခစ်တဲ့ဆိုလည်းခင်ဗျာကြည့်လိုက်ဗျာအဲ့မှာတရက်တောင်းလာတဲ့စင်းကိုသူထုတ်ပြန်နေတိုင်းထုတ်ပြန်တယ်ကျွန်တော်မေးချင်တာခင်ဗျာတိုက်ပွဲဖြစ်ရင်သေးတော့ပေါက်ချင်မရဘူးအဲ့တော့ခင်ဗျာဘသူကတယောက်သေးတယ်2ယောက်ကဒဏ်ရာရတယ်3ယောက်ကလက်ထီသွားတယ်နောက်တစ်တယောက်ကဒူးလေးပွန်းသွားတယ်နောက်တစ်တယောက်ကတော့ဒီနက်ထလင်မှာသွေးစားလေးတော့ဘသူကလိုက်စစ်မှာလဲဘလို့လို့စစ်လို့ရမလဲခင်ဗျားတို့ရိုးလေးပဲစဉ်းစားကြည့်ကဲဘသူကစစ်လို့ရမှာလဲခင်ဗျာတိုက်ပွဲဖြစ်တာတော့အဲ့တော့ခစ်တစ်ကပါလဲခင်ဗျာဒီမှာပြည်တွင်းမှာဝင်ရောက်ပြီးတော့လိုက်စစ်နေရလားရိုးလေးပဲခင်ဗျာအုံအောင်လေးနဲ့စဉ်းစားကြည့်ကဲခစ်တစ်ကခင်ဗျာတရက်ထုတ်ပြနေတက်မော်သားတွေတေစင်းနေမနေဘူးပဲတိုက်ပွဲမှာကြားတဲ့သူတွေဖမ်းဆီးခိုင်းတယ်တောက်ချောက်ရင်းနေရပဲအဲ့တော့ကိုဘသူကသွားစစ်ပေးနေလဲရိုးလေးပဲခင်ဗျာစစ်ပေးနေလားဘသူကဒါကိုအချက်လက်မှန်ပါတယ်ဘသူကအာမခံမလဲဒီကောင်တွေကအုံအောင်ပြက်နေတာခင်ဗျာသွားပြီးယုံနေကြနေနော်အဲ့တော့ကျွန်တော်တို့ဒါနဲ့ပတ်သက်ပြီးတော့မီဒီယာလည်းမေးကြတော့ဗျာမေးတော့အဲ့ဒါနဲ့ဒီနေ့အဲ့သတင်းမှပြန်ကြားရေးဖွဲ့တယ်သူတို့လည်းပြန်ပြီးတော့ပြန်ရှင်းလာတယ်ဗျာမေးသတင်းသမားအချို့ကမေးတော့သူကပြန်ဖြေထားတယ်သူကဘာဖြေထားလဲဆိုတော့
မြေတိလျှော့လိုက်တော့မှာတဲ့လာဘကနန်းတွင်ကိုကြားရောက်ပေါက်ကွဲမှုမရှိပါတဲ့တရင်မာတာဖြစ်ပါသည်တဲ့တကယ်လည်းမဖြစ်ဘူးကျွန်တော်တို့ကိုယ်တိုင်ရှိနေတာဗျာခင်ဗျာအဲ့မှာခင်ဗျားကလည်းကျွန်တော်တို့လည်းခင်ဗျားသူတို့ပြစ်လို့ထင်အကောင်းတိုင်းခင်ဗျားတို့ရိုက်နေလို့ရအောင်မဟုတ်ဘူးအဲ့ဒီနောက်ပိုင်းကျွန်တော်တောက်လျှောက်သတင်းရိုက်နေတာပဲကဲကျွန်တော်လည်းအဲ့မှာအိတ်တာပဲကျွန်တော်လည်းအဲ့မှာရှိတာပဲလေကဲရိုးလေးပဲစဉ်းစားကြည့်ဗျာဒါကြောင့်ဒီကောင်ကြီးရဲ့ရေးတဲ့သတင်းတွေကအခန်းပြတ်နေသူကနံပါတ်1ပညာအရာလဲသူတို့ကဟိုတက်မြောက်လာခဲ့တဲ့သူတွေမဟုတ်နံပါတ်2ကဝမ်းစာအရာလဲသူတို့မပြေးခဲ့ဘူးပြီးရင်အုံတော့တွေးခေါ်ပိုင်းရလဲသူတို့ဘာမှမရှိဘူးဘာနဲ့တူလို့ဆိုတော့ဒါကြောင့်လည်းဒီကောင်တွေကဟိုအကျဒီပြည်ပနိုင်ငံသားတွေကနိုင်ငံခြားသားတွေပေါ့ဒီကောင်တွေအုပ်စုတွေဒီကောင်ခိုင်းလို့ရတာတိုင်းဖြက်တွေခိုင်းတာသူရှောက်လို့ရတာသူတို့မှာသူတို့ဘိုက်ပြေးဖို့တော့ပဲခေါင်းနဲ့ရှိတယ်ဟိုခိုင်းအကုန်လုံးတယ်ကြိုက်ဆိုလဲကြိုက်လိုက်မယ်ဖက်နှက်ကိုခင်ဗျာရှာနေရက်ဆိုရက်မဲ့ကောင်တွေအဲ့လိုကောင်တွေစဉ်းစားကြည့်ပါခင်ဗျာတိတ်ရှိရတာတဲ့လားဟိုတော်တော်လေးတော့ရည်ရတယ်ဗျာနော်ရည်ရတယ်ဟို29နှစ်ညပြစ်ခတ်ခဲ့တယ်ဗျာအဲ့လေအဲ့မှာကျွန်တော်တို့ရှိခဲ့တယ်လေဗျာတက်ချုပ်ကြည့်လာတာ25နှစ်စစ်တာလေဗျာကျွန်တော်တို့ကသတင်းရိုက်သေးတာပဲတက်ချုပ်ကြည့်အောင်ခင်ဗျာလည်းမန်းလေးမြို့တွေကိုသွားပြီးတော့မဲုံတွေသွားပြီးတော့သွားစစ်တာခင်ဗျာ point ကားမရှိဘူး point ကားမသုံးဘူးလုံငွေမသုံးဘူးကားလေး3စီးနဲ့သွားတာကားလေး3စီးကျွန်တော်တို့ကိုယ်တိုင်တော့ပါတယ်အဲ့မှာကျွန်တော်တို့ခင်ဗျားတို့လည်းသတင်းတွေတင်ထားတာပဲအဲ့တော့ဒီလိုပါပဲကျွန်တော်တို့အကြမ်းဖက်တွေရေးသားမှုတွေဒီတိုင်းပါပဲတိတ်ရည်စရာကောင်းတယ်ပေါ့ဗျာတိတ်ရည်စရာကောင်းတယ်ဘာဖြစ်ဒီအဖွဲ့တွေဟာသားညံရွှင်တယ်ပေါ့ဗျာသူအုပ်စုနဲ့သူကတော့ဟာသားညံတော်တော်ရွှင်တယ်အဲ့တော့ခင်ဗျားတို့လည်းဟွာလို့ပါလားဗျာဇက်လေးပါလေးထောင်းပေါ့ဇက်လေးပါလေးထောင်းပြီးစမ်းကြည့်ကြပါလားနောက်ထပ်ဒီမို့ဆက်ပြီးတင်ပြပေးချင်ပါလေဒါကတော့ဒီစောချစ်သူဦးဆောင်တဲ့ကျွန်တော်တို့အသွင်ပြောင်းပေါ့အသွင်ပြောင်း BJ ကနေအသွင်ပြောင်း KNA အဖွဲ့တွေမြောက်ဒီမျိုးကနေပြီးတော့စပြီးထွက်ခွာနေပြီစပြီးထွက်နေပြီအဲ့တော့စောချစ်သူပေါ့စောချစ်သူကတော့ခင်ဗျားသိတဲ့အတိုင်းပဲကြားဖြတ်နဲ့ပတ်သက်ပြီးတော်တော်လေးနာမည်ကြီးတယ်ဗျတော်တော်လေးနာမည်ကြီးတယ်တော်တော်လေးလဲခင်ဗျားသူတို့ဒီစောချစ်သူရဲ့ area ပြီးရင်ကျွန်တော်အဲ့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ KNU အပေါင်းလက်နက်ကိုင်အဖွဲ့တွေ area မှာကြားဖြတ်နေနဲ့ပတ်သက်ပြီးတော့တက်မတော်ကတော်တော်လေးကိုကျွန်တော်ရှင်းနေတယ်တက်မတော်ရဲ့သဘောထားကိုရှင်းရှင်းလေးပဲတရားဝင်အသိပေးထားပြီးပါတရားဝင်လည်းပြောဆိုထားပြီးပါပြီကြားဖြတ်နဲ့ပတ်သက်တာတွေမွေးဆိုးဝါနဲ့ပတ်သက်တာညီလံပြီးတော့ရှင်းမယ်ပါဝင်တဲ့သူတွေကိုလည်းရှင်းမယ်ဆိုပြီးတော့ကျွန်တော်တို့တရားဝင်ပြောဆိုထားတယ်အဲ့မှာဒီဇန်နဝါရီလ29ရက်နေ့ကနေစပြီးတော့29ရက်နေ့မနက်ပိုင်းနေစပြီးတော့ဒီမြောက်ရီမျိုးကနေပြီးတော့စောချစ်သူဥဆောင်နေပေါ့ဗျာစောချစ်သူတို့အဖွဲ့ဥဆောင်တဲ့ KND ဘက်တက်ထားတဲ့အဖွဲ့တွေကတော့သူတို့မြောက်ရီကနေပြီးတော့တောက်လျှောက်တော်တယ်ပြန်ဆင်းသွားကြပြီအဲစောချစ်သူကလည်းတခါကျတော့ရည်ရတယ်တော်တော်လေးရည်စရာကောင်းတယ်ပေါ့သူ့အနေနဲ့သူ့မှာရှိတဲ့လက်နက်ကင်အဖွဲ့လောင်းနဲ့သူ့ကိုယ်သူလုံပြီးထင်းနေတာဗျသူ့ကိုယ်သူလုံပြီးထင်းနေတာခင်ဗျာရည်တော့ရည်စရာကောင်းတယ်ပေါ့ဗျာနော်ဘာပဲဖြစ်စောချစ်သူကိုယ်တိုင်လည်းပညာခံနေတာလည်းပါလိုက်မှာပေါ့ကင်တွေကသူတို့ကပြောပါတယ်ကျွန်တော်တို့ကတိတ်ရိုးသားတာကျွန်တော်တို့ဒီလာရှာကြည့်ပါတယ်မြို့သီးသိမ်းပဲရှိမယ်လို့ရှော့ပြောတာတိတ်တော့တော်တော်လေးတော့ခင်ဗျာဟိုရုပ်တိပေတာမဆန်းဘူးဗျာကြားပြတ်နဲ့ပတ်သက်ပြီးတော့ဒီအုပ်စုတွေလည်းတောက်လျှောက်ညင်းခဲ့တာပဲလေ KNU လည်းညင်းခဲ့တာပဲဒီ BGL လည်းညင်းခဲ့တာပဲအခြားသောကျွန်တော်တို့အဖွဲ့တွေလည်းညင်းခဲ့တာပဲတိုးတော်လည်းခင်ဗျာအထုံးနဲ့အထင်းနဲ့လေဗျာဘယ်လိုလုပ်ညင်းရမလဲဗျာဒီခေတ်မှာခင်ဗျာလေ Google ဘက်တော့မှကျွန်တော်တို့ဒီအခါပေးသုံးတယ်ဆိုရင်ပတ်စံထည့်ပြီးသုံးတယ်ဆိုရင်ခင်ဗျာကြည်လင်ပြတ်တောက်ကြီးလို့ရတဲ့အခြေအနေပါဗျာနော်အဲ့တော့သတင်းဖြစ်စဉ်တရားပါမယ်ကျွန်တော်ဒီ KNA ပေါ့စောချစ်သူတို့အဖွဲ့စောချစ်သူအပါဝင်သူရဲ့အဖွဲ့ KNA အဖွဲ့တွေကတော့ဒီမြောက်ဒီမျိုးကနေပြီးတော့ကျွန်တော်တို့စပြီးတော့29နဲ့စပြီးထောက်ခွာသွားပြီလက်ရှိဒီ KNA အဖွဲ့တွေရခိုင်တော့တနည်းအားဖြင့်ကျွန်တော် BGF အဖွဲ့တွေရခိုင်တော့တက်ဆွဲထားတဲ့နေရာတွေကိုတပ်မတော်ကအားလုံးကိုကျွန်တော်တို့ဝင်ပြီးတော့နေရာယူလိုက်ပြီဒီမှာကျွန်တော်တို့ဒီ KNA ဘတ်မချင်းနဲ့ကျွန်တော်တို့ BGF ကခေါင်းဆောင်တယောက်ရှိပါတယ်သူကတော့စောမုတ်တုံပါစောမုတ်တုံကတော့တက်နေလေးပေါ့တက်နေလေးတက်မှုပေါ့တက်နေလေးတက်မှုစောမုတ်တုံကတော့သူ KNA ဘတ်ကိုမချင်းဘူး BGF အနေနဲ့တောက်လျှောက်ရှိနေတယ်လက်ရှိလည်းသူ BGF အနေနဲ့ပဲထက်ရှိပြီးတော့မြောက်ဒီမျိုးရဲ့လုံခြုံရေးကိုလုံနေတယ်လို့ကျွန်တော်မျိုးကန်နေရတော့ပြောတယ်အဲ့ရခင်ကကျွန်တော် BGF ခေါင်းဆောင်တွေဖြစ်တဲ့စောချစ်သူစောတင်ဝင်းပေါ့စောတင်ဝင်းတက်နေ2နဲ့3ပေါ့ဗျာသူတို့တွေကတော့ဇန်နဝါရီလ1ရက်နေ့ကနေစပြီးတော့ KN မျိုးသားတက်မတော် KNA အဖြစ်သူတို့ပြောင်းလဲဖွဲ့စည်းခဲ့တယ်ဖွဲ့စည်းပြီးတော့သူတို့ဟိုလောက်ကြတယ်ပေါ့ဗျာကျွန်တော်တို့သူတို့တည်တဲ့ရက်တည်မယ်ပေါ့အဲ့မှာကျွန်တော်တို့ဒီရခင် BGF 1နဲ့4ပေါ့1နဲ့4ကတော့ကျွန်တော်တို့ KNA အဖြစ်မပြောင်းဘူးသူတို့အနေနဲ့ BGF အနေနဲ့ပဲရက်တည်ပြီးတော့ဒီတက်မတော်နဲ့အတူနေမြေလုံခြုံရေးတွေကျွန်တော်တည်ငြိမ်ရေးကိုစောင်းနေတယ်လို့ကျွန်တော်သိရတယ်ဒါတော့အဲ့ဒီအခြေအနေပေါ့စောချစ်သူတို့စောတင်ဝင်တို့ကသူတို့ကလည်းဗျာခင်ဗျာဟိုသူတို့ရဲ့ဒီနာဘတ်တွေကလည်းခင်ဗျာခွာလိုက်ကတ်လိုက်တယ်မနေတော့ဗျာသူတို့ရဲ့ဖြတ်သန်းမှုတွေကလည်းတခါကြောက်လေဟိုကျွန်တော်တို့သူတို့မှာနိုင်ငံရေးယုံကြည်မှုနိုင်ငံတော်ဘောကိုချစ်ခင်မှုတဲ့ဆိုင်ငါအကျိုးဘယ်လိုထုတ်ရမလဲ
ဒီနေရာမှာဒီလိုလေးခွေလိုက်မယ်ဆိုရင်ငါအကျိုးဘယ်လောက်ဖြစ်မလဲပေါ့ဗျာသူတို့ဒီလိုမျိုးရက်တည်နေတဲ့သူတွေအများကြီးပဲဗျာဒါတွေကကျွန်တော်တို့ဒီစောချစ်သူတို့အဖွဲ့မှာမဟုတ်ဘူးဗျာကျွန်တော်တို့ထိုင်းနဲ့မြန်မာနယ်စပ်ကြားပြည်နယ်မှာရှိတဲ့ကလလထဆိုလည်းပဲကျွန်တော်တို့ဗတ်ပြောင်းသွားတယ်ဒါရှိခဲ့တယ်ပြီးရင်ကျွန်တော်တို့ဦးစကုံသိန်း area မှာရှိတဲ့ BGF တွေပေါ့ BGF အဖွဲ့တွေဆိုရင်လည်းကျွန်တော်တို့ဒါ KI နဲ့ပူးပေါင်းသွားတာရှိတယ်ဗတ်ပြောင်းသွားတာရှိတယ်ဒီနေရာမှာကျွန်တော်တို့အတိမတ်ပြုချင်တာကပိုးပြည်သူစစ်တပ်ဖွဲ့ပါပိုးပြည်သူစစ်တပ်ဖွဲ့ကတော့တကယ်ကိုကျွန်တော်တိုင်းပြည်ကာကွယ်ရေးနဲ့ပတ်သက်ရင်ပျောင်မြောက်လုံးနဲ့ပြည်သူစစ်တပ်ဖွဲ့တစ်ခုဖြစ်တယ်ပြည်သူစစ်တပ်ဖွဲ့များထဲမှာတပ်ဖွဲ့တစ်ခုဖြစ်တယ်ကျွန်တော်တို့ဒီပိုးတိုင်းသားတွေနဲ့ပတ်သက်ရင်ကျွန်တော်တို့သူတို့အများနဲ့ကျေးဇူးတယ်ရှမ်းပြည်နယ်တောင်ပိုင်းကိုသူတို့ကာပေးထားတယ်တနည်းအားဖြင့်ဒီကြောက်ဆယ်လွင်ပြင်တို့ကျွန်တော်တို့မိတ်တီလာလွင်ပြင်တို့မကျိုးပေါက်ရေးအတွက်သူတို့ကျွန်တော်ရွာငံပေါ့ဒီဘက်ရှမ်းပြည်နယ်တောင်ပိုင်းတကြောနေသူတို့ကာကွယ်ပေးထားတယ်ပြီးရင်ကျွန်တော်တို့ဒါရှမ်းပြည်နယ်တောင်ပိုင်းလုံခြုံရေးပြီးရင်ကျွန်တော်တို့ကယားပြည်နယ်ကွင်လုံခြုံရေးအတွက်သူတို့တွေတက်မလို့နဲ့အတူကျွန်တော်တို့လက်တွဲဆောင်ရွက်ခဲ့တယ်အဲ့ဒီမှာဆိုလည်းပဲနိုင်ငံတည်ငြိမ်နိုင်ငံတော်တည်ငြိမ်အတွက်ဒါပို့ပြည်သူစစ်တပ်ဖွဲ့တွေလည်းတိုင်းပြည်နဲ့နိုင်ငံတော်နဲ့လူမျိုးအတွက်ဒေသအတွက်အသက်ပေးခဲ့ရတဲ့သူတွေရှိတယ်ကိုလက်အင်ကဆုံးလို့ရတဲ့သူတွေရှိတယ်တမလို့သားကြီးလည်းထုံနည်းတူပဲရှိတယ်ဒီနေရာမှာကျွန်တော်တို့ကဒီပို့ပြည်သူစစ်တပ်ဖွဲ့တွေရဲ့တိုင်းပြည်ပေါ်ချစ်တဲ့စိတ်ကလေးကိုကျွန်တော်တို့လေးစားတယ်ဒါကြောင့်ကျွန်တော်ဒါလေးကိုထည့်ပြတာလက်ရှိတော့ဒီတက်မတော်ကဒီအပိုင်းမှာခင်ဗျားတို့တွေ့ပါလိမ့်မယ်ဟာတင်ကားတွေနဲ့အစီးဘယ်လောက်သွားပြီပေါ့ဖတ်အန်းနေပြီးတော့မြောက်ဝတီကိုတက်အင်အား900လောက်ကျွန်တော်ရောက်နေပြီပေါ့ရောက်ပြီးတော့ကျွန်တော်တင်ကားတွေလည်းပါတယ်ပေါ့ရန်နီယာတက်တွေလည်းပါတယ်ဆိုအကြမ်းဖက်မီဒီယာတွေမှာရေးနေတယ်ကျွန်တော်စဉ်းစားမိတာကတက်မတော်ကဒီအာရှလမ်းမကြီးပြန်ဖွင့်ဖို့အတွက်နယ်မြေလုံခြုံရေးဆောင်ရွက်ဖို့ဖြစ်တယ်လို့ကျွန်တော်နားလည်ရတယ်လက်ရှိလည်းပဲကျွန်တော်မြောက်ဝတီမြို့အနီးနားမှာရှိတဲ့အကြမ်းဖက်အုပ်စုတွေချစ်ကုန်းယူရနေရာကိုတက်မတော်ကလေကြောင်းစစ်စင်ရေးတွေမြေပြင်စစ်စင်ရေးတွေ drone စစ်စင်ရေးတောက်လျှောက်လုပ်နေတယ်ဒါကိုကြည့်ကြအပြင်ဒီတက်မတော်ကတက်အင်အားအလုံးကြီးနဲ့မြောက်ဝတီကိုကျွန်တော်တို့ချစ်ကုန်းယူခြင်းအပြင်မကြခင်မှာဒီအာရှလမ်းမကြီးကိုတက်မတော်ကဖွင့်တော့မယ်လို့ကျွန်တော်နားလည်ရပါတယ်အဲ့တော့ဒီမှာကျွန်တော်တို့လက်နက်ကင်တန်ဝေကပေါ့ဗျာလက်နက်ကင်တန်ဝေကဆော့ချစ်သူဘလို့ဇက်သိမ်းမလဲပေါ့ဒါလေးတော့ကျွန်တော်ဆက်ကြည့်ချင်သေးတယ်ဗျာဆော့ချစ်သူကဒါသူ့ကိုယ်သူငါမှငွေကြီးတွေရခဲ့ပြီပေါ့ငွေကြီးတွေရှိခဲ့ပြီငါမှလူအင်အားတွေရှိတယ်ပေါ့ငါမှလုံလောက်တဲ့လက်နက်တွေရှိတယ်ပေါ့အဲ့လိုတွေးရင်တွေးလိုက်ပါပေါ့သူဘယ်လောက်မြဲပါလဲဗျာနော်အဲ့တော့ဆော့ချစ်သူရဲ့ဇက်သိမ်းဘာဖြစ်မလဲပေါ့ကျွန်တော်ဆက်ပြီးကြည့်ရပါဗျာဘာကြောင့်ဆော့ချစ်သူကခင်ဗျာသူ့ရဲ့ဒီဘေးကအဘတ်တွေကိုခင်ဗျာခွာတာခါပေါင်းမနေတော့ဘူးဗျာတော့ခွာတာအဲ့မှာကျွန်တော်နာမည်ကြီးတာကဒီစောတင်ဝင်းပေါ့စောတင်ဝင်းဆိုလည်းပဲဒီ2021ကာလမှာကျွန်တော်လက်သုံးချောင်းအဖွဲ့တွေကိုသူ့အနေနဲ့လက်နက်တွေထောက်ပံ့တာတွေလူအင်အားထောက်ပံ့တာတွေငွေကြေးထောက်ပံ့တာတွေစစ်တင်နံပေးတာတွေထိတောင်နာမည်တွေထွက်ခဲ့တယ်ဒါစောတင်ဝင်းကတော့တော်တော်လေးဒီလက်သုံးချောင်းအုပ်စုတွေနဲ့တော်တော်လေးနှီးစက်တယ်ပေါ့ဒီလိုမျိုးတွေအသာထွက်တယ်တနည်းအားဖြင့်မြင်းကောင်းကနှစ်ဖက်တောင်3-4ဘက်လောက်ရှိရလို့ကျွန်တော်ကြားရတယ်ဒါစောတင်ဝင်းနဲ့ပတ်သက်ပြီးတော့ဘာဖြစ်လဲကျွန်တော်မြောက်ဝတီမျိုးကြီးကတန့်သွားတယ်မြောက်ဝတီမျိုးကြီးတန့်သွားလို့ကျွန်တော်ပြောမှာဖြစ်ပါတယ်အဲ့တော့ဒီမြောက်ဝတီမျိုးပေါ်မှာရှိတဲ့ KN အဖွဲ့တွေပေါ့စောချစ်သူတို့စောတင်ဝင်းတို့ဥဆောင်တဲ့အဖွဲ့တွေကိုတက်မတော်ကဇန်နဝါရီလ25ရက်နောက်ဆုံးမြောက်ဝတီမျိုးကနေထွက်ခွာပေးရမယ်အဲ့လိုအမိန့်ပေးလိုက်တဲ့အခါမှာဒီအဖွဲ့တွေကကျွန်တော်စပြီးတော့25ရက်နောက်ပိုင်းမှာစရွှေ့တယ်29ရက်နေ့မှာသူတို့အပြီးရွှေ့သွားပြီလို့ကျွန်တော်နားလည်ရတယ်ဒီအဖွဲ့တွေရခင်ကနေရာယူခဲ့တဲ့နေရာတွေမှာတက်မတော်ကဒီကျွန်တော်တို့အကုန်လုံးနေရာယူပြီးသွားပြီအဲ့မှာအရေးကြီးတာကကျွန်တော်တို့ရခင်ကအဲ့ဒီမှာကျွန်တော်တို့ခိုးလန်းနေရှိတယ်ဒီ BGF ကိုကျွန်တော်တို့အခွင့်ထူးခံပေးထားတဲ့နေရာတွေရှိတယ်တနည်းအားဖြင့်တရားမဝင်ကုန်စီပေါက်တွေပေါ့အဲ့ဒီကုန်စီပေါက်တွေကိုဒီ BGF ဘွဲတွေကထိချုပ်တာထိချုပ်ပြီးတော့ခင်ဗျာသူတို့ရားတဲ့ငွေကြီးတွေကမနေဘူးဗျာခင်ဗျာလေအဲ့ဒီမြောက်ဝတီကနေပြီးတော့ခင်ဗျာဒီဘက်ကျွန်တော်ဖအံပေါ့ဖအံဒီမရောက်ခင်မှာပေါ့မရောက်ခင်မှာခင်ဗျာအဲ့မှာ gate တွေအများကြီးပဲအဲ့ဒီ gate တွေအားလုံးပေါ့ဒီလက်နက်ကင်အဖွဲ့တွေပေါ့တနည်းအားဖြင့်ကဲလက်နက်ကင်အဖွဲ့တွေငင်းငင်းအဖွဲ့တွေ BGF အဖွဲ့တွေထိချုပ်ပြီးတော့သူတို့အိတ်ခတ်တွေကိုတရက်ဝင်နေမနေဘူးပဲဗျာပြီးရင်သူတို့ရဲ့အိမ်ယာမှာကျွန်တော်တရားမဝင်ရွှေတွင်းတွေတတ်ထုလုပ်ကွက်တွေအများကြီးပဲဒီလူတွေမှာခင်ဗျာတနေ့ကိုခင်ဗျာပတ်စံအောင်ကိန်းကန်းနဲ့ဝင်လာတဲ့ကိန်းကန်းနဲ့မနေဘူးပဲဗျာမနေဘူးပဲအဲ့လာတော့မှဒီစောချစ်သူတို့အုပ်စုတွေအာသာမပြေဘဲနဲ့သူတို့ဆက်ပြီးတော့အကိုချော့ကိုရက်တီမယ်လို့အကိုအကိုရက်တီမယ်လို့လောက်တာဗျာအဲ့တော့ဆက်ကြည့်ရတော့ဗျာကျွန်တော်တို့ကဒီစောချစ်သူရဲ့ဇက်တိန်စောတင်ဝင်ရဲ့ဇက်သိန်းတွေဘယ်လိုဖြစ်မလဲပေါ့ဆက်ကြည့်ပါမယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဆုံးသင်းဖို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ကိုကန့်ဒေတာညီမိသားစုအပါဝင်17ဦးပေါ့17ဦးကိုတေတံဆင်လိုက်ပြီဖြစ်ကြောင်းတရုတ်နိုင်ငံရဲ့အာဏာပိုင်တွေကလည်းထုတ်ပြန်လိုက်တယ်ရခင်ကကျွန်တော်တေတံပေးလိုက်တာမနစ်ကတေတံပေးလိုက်တာဒီနှစ်ကတော့ကျွန်တော်တို့ဒီနေ့ထုတ်ပြန်ကြမှာသူတို့တေတံဆင်လိုက်ပြီလို့ဖော်ပြထားတယ်
အဲ့တော့ဗျာတနည်းအားဖြင့်ပြီးသွားပြီပေါ့ကိစ္စအလုံးပြီးသွားပြီဆိုတဲ့သဘောလို့နားလည်ရတယ်ရှမ်းမြောက်ဒေသကိုကန့်ကိုပိုင်အုပ်ချုပ်ခွင့်ရရဲ့ကျွန်တော်တို့အခြားသာသောမိသားစုဝင်တွေဖြစ်တဲ့မိသားစုဝင်2ဦးအပါအဝင်12ဦးကိုတရုတ်ဆိုရက online ငွေလိမ်လုပ်ငန်းပေါ့တနည်းအားဖြင့်ကြားဖြတ်အပါအဝင်လူသတ်မှုတွေမွေးစေဝါမှုတွေလူကုန်ကူးမှုတွေလောင်ကစားရုံဖွင့်လှစ်မှုတွေအပါအဝင်ကျွန်တော်တို့ဒီတရားမဝင်လုပ်ငန်းပေါင်းများစွာနဲ့သူတို့ကိုတရားရုံးတင်လိုက်တယ်တရားရုံးတင်ပြီးတဲ့နောက်ပိုင်းမှာဒီကနေ့ရဲ့တရုတ်အာဏာပိုင်တွေထုတ်ပြန်ချက်တနည်းအားဖြင့်တရုတ်ပြည်သူလုံခြုံရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အဲ့မှာသူတို့ထုတ်ပြန်တယ်ထုတ်ပြန်တာကမှဒီလူတွေကိုဒါနဲ့ဆက်ဆက်ပြီးတော့တေတံစီရင်လိုက်ပြီဖြစ်ကြောင်းဖော်ပြထားတယ်ဒီကနေ့မနက်မှာစီရင်လိုက်တယ်လို့ကျွန်တော်တို့နားလည်ရတယ်အဲ့တော့မှသူတို့ကိုစီရင်တဲ့တရားရုံးကအမှဖော်ပြထားတာကဝန်ကျိုးမျိုးတရားရုံးကနေပြီးတော့ပြီးခဲ့တဲ့စက်တင်ဘာလ29ရက်နေ့မှာတဲ့တေတံချမှတ်ပြီးဖြစ်ခဲ့တယ်အဲ့တော့ပြီးခဲ့တဲ့နှစ်စက်တင်ဘာလ29ရက်နေ့မှာဒီမိသားစုဖြစ်တဲ့မိကော်ဖြင်းနဲ့မိချင်းပေါ့ဗျာမိချင်းအပါအဝင်12ဦးပေါ့အဲ့ဒီ12ဦးကိုတရုတ်နိုင်ငံရဲ့ဝန်ကျိုးမျိုးတရုတ်နိုင်ငံဝန်ကျိုးမျိုးမှာရှိတဲ့တရားရုံးကသူတို့တေတံပေးလိုက်တယ်တေတံချမှတ်ပြီးတဲ့နောက်ပိုင်းမှာဒီကနေ့မနက်ပိုင်းမှာသူတို့ကိုတေတံစီရင်ပြီးဖြစ်တယ်လို့ဖော်ပြထားတယ်ဆိုလိုတာကတရားရုံးကတော့သူတို့တေတံပေးလိုက်ပြီးတေတံပေးလိုက်ပြီးတဲ့နောက်ပိုင်းမှာဒီကနေ့တေတံစီရင်လိုက်တာသူတို့ကဒီတေတံတရားရုံးကတေတံပေးလိုက်တဲ့နောက်ပိုင်းမှာသူတို့ဒီခုနကအဖွဲ့တွေပေါ့မြေအုပ်စုအပါအဝင်မိသားစုအဖွဲ့ဝင်2ဦးအပါအဝင်12ဦးကဒါတရားရုံးကိုသူတို့ ਨੇ အတနာခံစာတင်တယ်ပေါ့ဗျာသူတို့အတနာခံစာတင်တယ်ပေါ့ဒါပေမဲ့တရားရုံးကခွင့်မပြုခဲ့ဘူးပေါ့ခွင့်မပြုခဲ့ဘူးပြီးသွားရင်ဒီတရုတ်အာဏာပိုင်တွေကလည်းဒီမိသားစုအပါအဝင်12ဦးပေါ့ဒီ12ဦးကိုမစီရင်မီရပ်ပိုင်းမှာသူ့ရဲ့မိသားစုဝင်တွေနဲ့တွေ့ခွင့်ပေးခဲ့တယ်လို့ဖော်ပြထားတယ်အဲ့တော့သူတို့ဗျာခင်ဗျာဘယ်ရက်တေတံပေးမယ်ပေါ့ဗျာဟိုကတော့သိနေပြီပေါ့ဒီတဲ့ကမှာမိသားစုဝင်တွေဆက်သွယ်တယ်ပေါ့ကိုမိသားစုကိုဆက်သွယ်ပေါ့သူတို့ပြောတာနားထောင်ပေါ့ဗျာဒါတော့ခင်ဗျာတနိုင်ငံလုံးဒီလိုပဲကျင့်သုံးတာပေါ့ခင်ဗျာကျွန်တော်တို့ဂလုံးဥစောဆိုလည်းဒီတိုင်းပဲလေဗျာဂလုံးဥစောဆိုရင်လည်းပဲဒီလိုပဲသူမသေးခင်သူ့ရဲ့အမျိုးသမီးနဲ့ကျွန်တော်တို့ပေးတွေ့ပြီးတော့ကျွန်တော်တို့သူလှုပ်ချင်တာတွေအလူတိုင်းတောက်လျှောက်လှုပ်ခွင့်ပြုခဲ့ပါတယ်ဒါတော့ကျွန်တော်တို့နိုင်ငံတိုင်းမှာလူတဦးကိုကျွန်တော်တို့ဟိုကျိုးစင်မတင်ဘူးပေါ့ဗျာသူတို့ဒီကျိုးနိုင်ငံတွေကတော့တနိုင်ငံနဲ့တနိုင်ငံတေတံစီရင်တာမတူဘူးဗျာတချို့ကတော့စေးထိုးပြီးတော့စီရင်တာတွေရှိတယ်တချို့ကတော့ရခိုင်ကတော့ကျွန်တော်တို့လျှက်စစ်ရှော့တိုက်ပြီးတော့တေတံစီရင်တာတွေရှိတယ်အချို့ကတော့ကျွန်တော်တို့ဟိုတနက်နဲ့ပြစ်ပြီးတော့စီရင်တာရှိတယ်တနေရာနဲ့တနေရာတော့မတူဘူးပေါ့ဗျာဟိုနိုင်ငံတစ်ခုနဲ့တစ်ခုကလည်းမတူဘူးဒီညင်သက်သားနဲ့ဘလို့အသက်ထွက်မလဲပေါ့တချို့နိုင်ငံတွေကတော့ဒီတေတံပယ်ဖြတ်ထားတဲ့နိုင်ငံတွေရှိတယ်တချို့ကတော့ဒီတေတံနဲ့ပတ်သက်ပြီးဆက်ပြီးကျင့်သုံးတဲ့နိုင်ငံတွေရှိတယ်တချို့နိုင်ငံတွေဒီတေတံအစားကိုသူတို့တတကြုံပေးတာတွေရှိတယ်ဒီတရုတ်နိုင်ငံအပါအဝင်နိုင်ငံအချို့မှာတော့ဒီတေတံကိုဆက်လက်ကျင့်သုံးနေစေဖြစ်တယ်ဒါသူရဲ့တေတံရဲ့အနေထားညင်သက်သားနဲ့စီလိုပြီးတက်တာရှိတယ်လျှက်စစ်နဲ့ကျွန်တော်တို့ short တိုက်ပြီးတက်တာရှိတယ်ဒါတော့တော်တော်လေးချသွားပါပြီကျွန်တော်သိမတွေ့ရတော့ဘူးကျွန်တော် online မှာဒီကနေ့ရိုက်ချတာတော့အဓိကနိုင်ငံတကာမှာကျင့်သုံးတာကတော့ဒီစီထိုးပြီးတော့ကျွန်တော်တို့တေတံစီရင်တာတွေ့ရတယ်ပြီးတော့ကျွန်တော်တနက်နဲ့ပြက်ခတ်ပြီးတော့ဟိုတေတံစီရင်တာလည်းတွေ့ရတယ်နောက်ကတော့ဒီကျိုးနဲ့တေတံစီရင်တာလည်းတွေ့ရတယ်ဒါတွေကတော့ဆက်လက်ကျင့်သုံးနေရလို့နိုင်ငံတကာရဲ့ကျွန်တော်တို့ဒီလေးလာဆောင်ကြည့်အဖွဲ့တွေမှာဖော်ပြချက်မှာတွေ့ရတယ်အဲ့တော့ဗျာဒါတော့ခင်ဗျာတို့ရဲ့ဇက်သိန်းတွေပေါ့ဗျာခင်ဗျာစဉ်းစားကြည့်ဒီအဖွဲ့တွေကဒီအဖွဲ့တွေက2015ကနေပြီးတော့2023ခုနှစ်အတွင်းမှာတရုတ်နိုင်ငံသူနိုင်ငံသားတွေရဲ့ပိုင်ဆိုင်တဲ့ယွမ်10ဘီလီယံခန့်ကိုသူတို့လိမ်လည်သွားပါတယ်တဲ့ပြီးရင်သူတို့ရဲ့လက်ချက်ကြောင့်တရုတ်နိုင်ငံသား14ဦးအပါအဝင်အများပြားလဲထိခိုက်ဒဏ်ရာရရှိတယ်လို့ကျွန်တော်တို့ဖော်ပြထားတယ်ဒါကျွန်တော်တို့တရုတ်ပြည်သူလုံခြုံရေးဝန်ကြီးဌာနရဲ့ဖော်ပြချက်ကိုကျွန်တော်ပြန်ပြီးတော့ရှင်းလင်းခြင်းဖြစ်တယ်အဲ့ဒီမှာဒီတရုတ်နိုင်ငံဘက်ကကိုကန့်ခေါင်းဆောင်တွေအပါအဝင်ပေါ့ဗျာမြေလျှောက်ရှန်ရဲ့သားသမီးမြေတို့အပါအဝင်လူပေါင်း40ကိုသူတို့ကဖမ်းဆီးပြီးတော့2024ခုနှစ်မှာဆွဲချက်တင်ပြီးတော့ကျွန်တော်တရားစွဲဆိုပြီးတဲ့နောက်ပိုင်းမှာဒီလိုမျိုးဆိုတေတံစီရင်တာပေါ့တရုတ်နိုင်ငံကတော့ဗျာခင်ဗျားတို့ဒီအတိုင်းပဲနံပါတ်1ဒူကုံကူးရင်လည်းဒီတေတံပေးတာတွေရှိတယ်မွေးစွာနဲ့ပတ်သက်ရင်လည်းတေတံပေးတယ်ဒီလိုကြားဖြတ်နဲ့ပတ်သက်ရင်လည်းတေတံပေးတယ်ဒါတော့တရုတ်ကဒီလိုမျိုးလုပ်တယ်ပေါ့ဗျာလုပ်တယ်ပေါ့တော့ခင်ဗျားတို့ဘာတွေတန်ဝင်ကရလိုက်လဲဒီလူတွေအရန်ချမ်းသာတယ်ဒီလူတွေသူတို့ပိုင်ဆိုင်မှုတော့သူဘယ်လောက်ရှိမှန်းတော့သိပါမလို့နောက်တစ်ခုကသူတို့ခင်ဗျာလောက်ကန် area မှာဆိုခင်ဗျားတို့သိကြပါလိမ့်မယ်လောက်ကန်အလုပ်သွားလုပ်ဖို့လည်းလူတွေသိတယ်ခင်ဗျာဘာမှမဆိုဖြစ်တယ်ဗျသူတို့ကမှတကယ်ကိုခင်ဗျာဘာမှမဆိုဖြစ်တဲ့လူတွေတိုးတော်လည်းပဲတန်ဝင်ကရစရာတွေအများကြီးပဲဒါတော့ကျွန်တော်တို့ဒီတရုတ်ပြည်သူလုံခြုံရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ကိုပြန်ပြီးတင်ပြပေးတာဖြစ်ပါတယ်အဲ့တော့
ဒီမြေအုပ်စုတွေပေါ့ဗျာမြေအုပ်စုတွေကတော့ကျွန်တော်တို့ဇလန်တော့ပြတ်သွားပြီမရှိတော့ဘူးဒီသူတို့ရဲ့မိသားစုဝင်တွေရှိသေးတယ်မိသားစုဝင်တွေရှိသေးတယ်ပါဝင်ပတ်သက်တဲ့သူတွေကတော့သူတွေကိုတော့တရုတ်ကနှိမ့်ရှေထောင်တန်းပေးတာတွေတေးတန်းစင်းတာတွေလောက်လိုက်ပြီ